အကျန်းခံတဲ့ပါဝါကိုင်းနှမျိုးသူရဲ့မျိုးစားအတူတူပဲတော်တော်အကျန်းခံတဲ့ဒီချာလေးရှင်းပြပေးမယ်နော်။ Oakley Fishman ကသူက4000မှာရယ်အဝိုင်းမှာရယ်နှမျိုးလာတယ်။အဝိုင်းကိုအရင်ကြည့်ရအောင်နော်။ဘာကြောင့်မန်ကထူနေတာလဲဆိုတာဒါကမန်လေးက order ပေးထားပြီးသား။မန်ပါဝါအဝေး800ပေါ့နော်။အဲ့ဒါထည့်ထားပေးပါတယ်။ဒီ gain ကိုသူအသုံးပြုဖူးလို့အရင်အကျန်းခံတယ်ဆိုတော့ဒါလေးကိုထပ်ပြီးတော့မှာခိုင်းထားတာ။ပြီးကိုင်းကတော့သူက stainless steel system နဲ့လုပ်ထားတယ်။အဓိကပတ်တာနေရပြ။ပတ်တာကဒီ rivet ပုံစံလေးနဲ့အပေါ်အောက်ကိုညှက်ထားပြီးတော့လုပ်ထားတဲ့အတွက်ပတ်တာကတော့တော်တော်ပြက်လိပြတ်တာမရှိရှေ့ frame ကတော့ fiber နဲ့လုပ်ထားပါတယ်ဒီကိုင်းကတော့ဒီလိုတစ်ဆက်သေးမှာကိုအကွေးကောက်မရှိဒီနားကုတ်တဲ့နေရာလေးကတော့ silicone အီလေးနဲ့နောက်တစ်ခုကျတော့4000စတွေးရောင်လေးနဲ့အပြင်မှာက teflon လိုပုံစံလေးအတွင်းမှာကသူနီကယ်ကိုရွှေရောင်အညိုဘက်နဲ့သွားတယ်ရှေ့ frame ကအမဲရောင်အပြောင် fiber လေးနဲ့အားလေးနဲ့ထပ်ပိုးထားတယ်ဒီနေ့ခမမြင်လေးဖြစ်အောင်ဒီကောင်လေးလေးလာဒီမှာလေးနော်ပြက်ကျဲတယ်ညနာကြီးတမအတွက်ဆိုပို okay မယ်ညနာသေးတမတော့အဆင်မပြေလောက်ဒီကောင်လေးကစိုက်ကတော့56လောက်ဘီကိုင်းကလည်းတော်တော်ရှိတယ်ဗျဒီမှာအနောက်ထိတော်တော်ရောက်တယ်အဲကြောင့်ညနာကြီးပြီးတော့နရွက်နဲ့ဒီညနာရန်ဝေးတဲ့လူတွေအတွက်လည်းအရန်အဆင်ပြေတယ်စီကွန်အီလေးဆိုတော့ဒီနားကုတ်တဲ့နေရာလေးကနားမနာဘူးဗျတော်တော်တက်လို့ကောင်းတဲ့အထဲပါတယ်နော်ဒီကောင်လေးကတော့တက်လက်ပဲပါလာပါတယ်မိုက်တယ်နော်လိုအပ်နေတဲ့လူတွေအတွက်အားပေးလို့ရပါတယ်